episode 9ရဲ့အစမှာနာဇီတပ်သားတွေကအဆုံးရှုံးများပြီးတိုင်ပတ်နေကြအောင်ပြောနေကြတော့ခေါင်းဆောင်ကမုတ်ထိုင်စားနေတိတ်တိတ်နေကြဆိုပြီးပြောလိုက်ပါတယ်ပြီးတော့ခေါင်းဆောင်ကရှိသမျှလူတွေကိုဘုံတွေနဲ့လက်နက်တွေပေးဖို့ဘုံမှုကိုအမိန့်ပေးလိုက်ပါတယ်ဘုံမှုကလက်နက်တွေမလုံလောက်ကြောင်းပြန်တင်ပြတော့ခေါင်းဆောင်ကယူးကြောင်ကြောင်နဲ့ပိုင်လုံးရှိရင်ပိုင်လုံးတွေပေးလိုက်ဆိုပြီးပြန်ပြောလိုက်ပါတယ်ဘုံမှုကခေါင်းဆောင်ရဲ့အမိန့်ကိုလက်မခံပဲပြန်အခန့်လို့ခေါင်းဆောင်ကအဲ့ဒီဘုံမှုကိုတပ်ပြဖို့အတွက်တပ်သားတွေကိုအမိန့်ပေးလိုက်ပါတယ်အလူကတ်တို့ဘက်မှာတော့အလူကတ်ကမီးလောင်နေပြီးဆဲရပ်စ်ကအလူကတ်ကိုကယ်ဖို့ကြိုးစားနေပါတယ်အလူကတ်ကတကယ်မသေးသေးပဲအန်ဒါဆန်ကိုမင်းကောင်အနိုင်ယူလို့မရဘူးဆိုပြီးပုံစံပြောင်းလိုက်ပါတယ်ပြီးတော့အန်ဒါဆန်ကိုတတ်ဖို့အတွက်ပြီးလာပါတယ်အလူကတ်ကအန်ဒါဆန်ရဲ့နှလုံးကိုလက်ပလာနဲ့ထိုးဖောက်လိုက်ပြီးဆွဲထုတ်လိုက်ပါတယ်အလူကတ်ကအန်ဒါဆန်ရဲ့နှလုံးကိုထိုးဖောက်လိုက်ပြီးအန်ဒါဆန်ကိုကိစ္စတုံးမိလိုက်ပါတယ်အလူကတ်ကအန်ဒါဆန်ကိုမင်းရငါပဲငါလည်းမင်းလိုအရင်ကဖြစ်ခဲ့တယ်ဆိုပြီးငိုနေတော့အန်ဒါဆန်ကမသေးသေးပဲမငိုပါနဲ့တငယ်ချင်းလို့ပြောပြီးကိစ္စတုံးသွားပါတယ်အဲ့အချိန်မှာပဲ Integra ရဲ့အရှိကို Water ရောက်လာပါတယ်ရောက်လာတဲ့ Water ပုံမှန်ထက်အသက်ပူငယ်နေပါတယ် Integra စိတ်ပူပြီး Water လားလို့မေးလိုက်ပါတယ်သူတို့ငါ့ကိုဖမ်းတယ်သွေးစွပ်ဖို့ကောင်လုပ်ပြီးအုံနောက်ဆေးကြောခံရတယ်ဝမ်းနဲ့စွာနဲ့ငါရဲ့တခင်ဟောင်း Integra ကိုတတ်ဖို့ဖိအားပေးခံရတယ်ဆိုပြီးဒါပေမဲ့ Water ကငါဒီမှာရက်နေတာဘသူအမိန့်မှမပါဘူးလို့ပြောလိုက်ပါတယ် Anderson ရဲ့သမီး Yumi က Water ကိုဓာတ်နဲ့ပြီးခုတ်ဖို့လုပ်လိုက်ပြီးရပြီဆိုပြီးခုတ်ချလိုက်ပါတယ် Water ကပြန်ပြောလိုက်ပါတယ်မရပါဘူးငါမင်းကိုရတာလို့ပြောရင်းပဲ Yumi ရဲ့လက်ချောင်းတွေနဲ့ဓာတ်ကစိတ်အမော်မော်ဖြစ်သွားပါတယ်မြေပေါ်မကြခင်မှာပဲယူမီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအပိုင်းပိုင်းပြတ်ပြီးကိစ္စတုံးသွားပါတယ်။အန်ဒါဆန်ရဲ့သားကဝါတာကိုတနက်နဲ့ပြစ်ဖို့လှုပ်လိုက်တဲ့အချိန်နာဇီကကောင်ကဘေးကိုရောက်လာပြီးအန်ဒါဆန်ရဲ့သားကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ပေါက်ကိုပဲထိသွားလို့မသေးပဲနာဇီကောင်ကဆေးအိတ်လေးပေးပြီးထွက်သွားပါတယ်။အန်ဒါဆန်ရဲ့သားကသူ့ကိုတနာတာပဲဆိုပြီးမကြေမနက်ဖြစ်နေပါတယ်။အဲ့အချိန်မှာပဲအစ္စကာရဲရောအဖွဲ့ဝင်တွေကရောက်လာပြီးအစင်ပြေလားလို့မေးလိုက်တော့ငါအစင်ပြေတယ်ယူမီကိုပဲကြီးလိုက်ဆိုပြီးပြောလိုက်ပါတယ်။ Iscariote တွေကမျှော်လင့်ချက်မရှိတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်။ Anderson ရဲ့သားကအရန်ဒေါသထွက်သွားပြီး Yumi အတွက်လက်စားပြန်ချေနေပါတယ်။ Iscariote တယောက်စီကတနက်ကိုယူလိုက်ပြီးအဲ့ဒီလူယုံမာကောင်ကြီးကိုငါတတ်ပြစ်မယ်ဆိုပြီးကျိန်းနေပါတယ်။ဟိုဘက်မှာတော့ Water ကအလူခတ်ကိုလာတိုက်ဆန်းပါလို့ပြောတော့အလူခတ်က Integra ကိုအမိန်တောင်းလိုက်ပါတယ်။ Integra ကငါတို့ကိုစန့်ကျင်တဲ့သူတွေအကုန်လုံးကိုစွန့်ပစ်လိုက်ဆိုပြီးအမိန့်ပေးလိုက်ပါတယ်။အဲ့အချိန်မှာပဲနာဇီကောင်တွေကလေသိမ်းမောကြီးနဲ့ရောက်လာပြီးအောက်ကိုဆင်းသက်လိုက်ပါတယ်။နာဇီကောင်ဆောင်ကလေသိမ်းမောတွေကနေလာတိုက်ဖို့ပြောတော့အလူကတ် Integra နဲ့ Seras ကိုတွတ်တက်ဖို့ပြောလိုက်ပါတယ်။ Seras ကလေသိမ်းမောထဲမသွားခင် Water ကိုပြောရတာထူးဆန်းပေမဲ့အရင်ကလှုပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပြီး Q site နေဖို့အတွက်ပြောလိုက်ပါတယ်။ Water ကလည်းတစ်ချက်ပြုံးလိုက်ပြီးမင်းရောပဲလို့ပြောလိုက်ပါတယ်။ Integra ကလည်း Water ကိုနှုတ်ဆက်ပါတယ်တေးလိုက်တော့ဆိုပြီးလေသိမ်းမောထဲဝင်သွားပါတယ်။ Integra တို့ကိုစောင့်ကြိုနေတဲ့ Seras နဲ့တူတဲ့ကောင်လေးက Integra ကိုကြိုဆိုပါတယ်လို့ပြောလိုက်တော့တန်းကိုပြစ်တက်လိုက်ပါတယ်။အလူကတ်တို့ဘက်မှာတော့ Water နဲ့အလူကတ်ကစချကြပြီးအလူကတ်ရဲ့လက်ကိုလိန်ချိုးလိုက်ပြီး Water ကအလူကတ်ရဲ့ခြေထောက်ကိုကျိုးရည်နဲ့ဒီယိုတိုက်ဆွဲသွားပါတယ်ပြီးတော့ Water ကမင်းပြောခဲ့တာမှန်တယ်မသိမျိုးဆိုတာမရှိဘူးမင်းကိုမသိမချင်းတက်ပစ်မယ်လို့ပြောလိုက်ပါတယ်အလူကတ်ကငရဲခွေးကြီးနဲ့တိုက်ခိုက်တာတောင် Water ကချွေးတော်မထွက်ပဲငရဲခွေးကြီးကိုနှစ်ပိုင်းဖြတ်ပေးလိုက်ပါတယ်အလူကတ်ကငရဲခွေးကြီးစီကနေထွက်တဲ့သွေးထဲကနေတနက်နဲ့ Water ကိုပစ်လိုက်ပါတယ်ချီစံ Water ကိုမထိပဲနဲ့သူ့ကိုယ်သူပြန်ထိသွားတော့အလူကတ်ကအံ့ဩနေတဲ့အချိန် Water အဲ့တနက်ကိုဘယ်သူလုပ်ပေးတာလဲမှတ်မိလားအဲ့တနက်က Anderson ကိုတတ်နိုင်ဖို့ပဲငါ့ကိုတတ်နိုင်ဖို့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့အလူကတ်က Luke Valentine ကိုအသက်ပြန်သွေးပေးလိုက်ပါတယ်Water ကအလူကတ်ကိုခြေရောလက်ရောဖြတ်ပစ်လိုက်ပြီးအဆုံးသတ်လိုက်ပါတယ်။ Water ကအရန်အားနေနေပြီးအလူကတ်ရဲ့နှလုံးကိုဖောက်ယူမှဖြစ်တော့မှာမလို့တန်ချောင်းနဲ့ဖောက်ယူဖို့လုပ်နေတဲ့အချိန်မှာပဲတကယ်ကသူတက်လိုက်နိုင်တာအလူကတ်မဟုတ်ပဲ Luke Valentine ကိုတက်လိုက်မိပြီးအလူကတ်ရဲ့လှည့်စားတာကိုခံလိုက်ရပါတယ်။အလူကတ်ကပုံစံအစ်စ်နဲ့အနောက်ကနေရောက်လာပြီး Water ရဲ့စောက်ခွက်ကိုကောက်ထိုးချလိုက်ပါတယ်။ Water နှလုံးကိုမရလိုက်တော့ခန္ဓာကိုယ်ထိန်းချုပ်လို့မရတော့ပဲအသက်ကပြန်ငယ်သွားပြီးကလေးအရွယ်ထိရောက်သွားပါတယ်အလူကတ်က Water ကိုမေးရကလေးပဲရှိသေးရပဲ260ရှိပြီအခုထိမပြောင်းလဲသေးဘူးပိမ့်ပိမ့်သေးသေးလေးဆိုပြီးလှောင်ပြောရင်းပဲ episode 9ကဒီမှာပဲပြီးသွားပါတယ်